Hello ဘာတွေပဲဖြစ်လာပါစေငါမင်းကိုပဲချစ်ဖို့ဆုံးဖြတ်ချက်ချလိုက်ပြီအဲ့လိုမျိုးတစ်ခုလုပ်ဖို့ဆုံးဖြတ်ချက်ချလိုက်ပြီဆုံးဖြတ်ချက်ချပြီးပြီဆိုရင် I have decided to plus verb 1ဆိုရယ် speaking pattern လေးကိုသုံးတယ်ပေါ့နော်အဲ့ဆိုလို့ဆိုရင်ခုနဥမာလေးကိုတစ်ချက်ကြည့်ကြအောင်နော်ဘာတွေပဲဖြစ်လာပါစေငါမင်းကိုပဲချစ်ဖို့ဆုံးဖြတ်ချက်ချလိုက်ပြီအဲ့ချိန်က I've decided to ချစ်တာကကြတော့ love you မင်းကိုချစ်တာပေါ့နော်အဲ့ချိန်ကျဘာတွေပဲဖြစ်လာပါစေကကြ no matter what happens အဲ့ကျ I've decided to love you no matter what happens I've decided to love you no matter what happens ပဲဖြစ်ပါတယ်ငါသူ့ကိုလက်လွတ်ဖို့ဆုံးဖြတ်ချက်ချလိုက်ပြီအဲ့ချိန်ကျ I have decided to လက်လွတ်တာကြ let him go အဲ့ကျ I've decided to let him go I've decided to let him go ပဲဖြစ်ပါတယ်ငါသူမကိုခွင့်လို့ဖို့ဆုံးဖြတ်ချက်ချလိုက်ပြီအဲ့ကြောင့် I've decided to forgive her I've decided to forgive her I've decided to forgive her ပဲဖြစ်ပါတယ်အဲ့ဆိုလို့ဆိုရင်ဒီ video လေးကအားလုံးအတွက်အကျုံးဝင်မယ်လို့မျှော်လင့်ပါတယ်အဲ့ဆိုလို့ဆိုရင်နောက်ထပ် video လေးမှာပြန်လည်ဆုံတွေ့ကြမယ်နော် bye bye